Hello ဒါကတော့ကျမတို့ချင်းမိုင်ရဲ့ train station ကိုရောက်နေတာဖြစ်ပါတယ်။ကျမတို့ကဒီဘန်ကောက်ကိုသွားမယ်ပေါ့နော်။အဲ့တော့ကျမတို့လက်ထမှာ passport လည်းမရှိထားဘူးဆိုတော့ဘန်ကောက်ကိုရထားစီးပြီးတော့ပန်းအောင်ကနေပေါ့နော်။ပန်းအောင်ကနေရထားစီးပြီးတော့ဘန်ကောက်ထိသွားလို့ရလားဆိုတာကျမတို့သွားပြီးတော့ဒီကောင်တာကသွားမေးကြည့်မယ်ပေါ့နော်။ကျမတို့မေးတော့မေးကြည့်ခဲ့ပြီပေါ့နော်။အဲ့တော့သူပြောတယ် passport မပါရင်တော့ပန်းအောင်ကနေသွားလို့မရဘူးတဲ့အဲ့တော့ကျမတို့လည်းမနေ့ပြန်သွားတော့မယ်ဆိုတော့စီစဉ်plan B ကိုစီစဉ်ရတော့မှာပေါ့နော်မဟုတ်ရင်တော့ကြံခဲ့တော့မယ်အဲ့ဒီတော့ဒီမှာထိုင်ဆောက်ပြီးတော့ကျမတို့လေရင်လည်းမတော့ဝယ်ကြည့်မယ်ပေါ့နော်ပန်ကနဲ့လေရင်မဝယ်လို့ရမရဆိုတာကိုစမ်းကြည့်မယ်ခုကတော့ကားကိုစောက်နေတဲ့ကားကတော့ရောက်လာပြီပေါ့နော်ဆိုရင်တော့ကျမတို့ Apple ကိုသွားမယ်ပြီးလေရင်လည်းမတော့ဝယ်ကြည့်ပါမယ်ကျမတို့ကဒီချင်းမိုင် International Airport သွားနေတာပေါ့နော်ဒီကို Airport ရောက်ဖို့အတွက်ကြတော့မိနစ်20ကျော်လောက်မောင်းလာရတယ်နောက်ဆုံးတော့ရောက်လာပြီပေါ့နော်အဲ့တော့ကြည့်ရအောင်ကျမတို့ပန်းအောင်ကနေဝယ်လို့ရမြတ်ကရောက်လာပြီပေါ့နော်အဲ့ဒီတော့ကျမတို့ကဘန်ကောက်ကိုပဲသွားမှာဆိုတော့ domestic airport ကိုသွားရမှာပေါ့နော်အဲ့တော့ domestic airport ကဘယ်ဘက်မှာလဲ domestic departure ကဘယ်မှာရှိလဲဆိုတာလိုက်ရှာနေသေးတယ်ပေါ့ဒါကပထမဆုံးတစ်ခါရောက်ခူတာဆိုတော့လေတိတ်တော့မရှာလိုက်ရပါဘူးနောက်ဆုံးတော့ဒီသမဝေရမဲ့နေရာကိုတွေ့သွားတယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီနေရာကိုသွားပါမယ်ဖင်ခါနဲ့ဝယ်လို့ရတယ်ပေါ့နော်အဲ့တော့ဖင်ခါနဲ့ဝယ်လို့ရတယ်သူတို့ပြောရတဲ့ကျမဝယ်လို့ရတယ်ဆိုပြီးတော့ဂျာဘာမှမတွေးဘဲနဲ့ဝယ်ချပလိုက်တယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုရင်နောက်မှပြန်စဉ်းစားမိပေါ့နော် ticket ကသူ့ရဲ့ဈေးနှုန်းကဘယ်လောက်ရှိလဲဆိုတာတော့ကျမမမေးဘဲနဲ့ဝယ်မယ်ဆိုပြီးတော့ပြောချလိုက်တာပေါ့နော်plan B ကair ticket ကိုဝယ်တာရတော့ရသွားတယ်ပြန်စီရမ်းရတယ်အမဝယ်ချလိုက်တာတရားကိုပတ်9000ကျော်အကုန်သွားပြီပေါ့နော်ဒါတောင်မှ round trip မဟုတ်ဘဲနဲ့ one way ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျမကရီတောင်သိမ့်မနေနိုင်တော့ဖြစ်သွားတယ်လက်ပြန်9နိုင်ရောက်လာတာနိုင်စောရရတယ်နိုင်ကြည့်ရရတယ်အဲ့တော့လက်မလည်းဝယ်ပြီးသွားပြီဆိုတော့ဒီဘန်ကောက်ကိုသွားတဲ့ခရီးစဉ်ရဲ့အဓိကရည်ရွယ်ချက်တော့ပေါ့နော်ပစ္စည်းတွေတချို့ဝယ်စရာရှိရဆိုတော့ဒီ Airport Plaza မှာပဲတော့ဝယ်ကြမယ်ပေါ့နော်အခုကတော့ Airport Plaza ကိုဆက်သွားမယ်ပေါ့နော်ဒီ Airport Plaza ကိုသွားဖို့အတွက်ကားခေါ်ထားတယ်အဲ့တော့စောက်လိုက်ပါဦးမယ်ဒါကတော့ Airport Plaza ကိုရောက်လာပြီပေါ့နော်ขอบคุณครับ
ဒီ plaza ကိုရောက်တာနဲ့ကျွန်မ first time ပေါ့နော်ဒါပေမဲ့သူကဒီ Central Festival တို့လောက်တော့ပစ္စည်းတွေမစုံဘူးပေါ့နော်ကွန်တိုင်းကတော့ကြီးတော့ကြီးတယ်ဒါပေမဲ့အဲ့လောက်ထိရွေးချက်စရာတွေမများပစ္စည်းတွေကလည်းမစုံဘူးဖြစ်ကျမလိုနေတဲ့ဖနက်ရဲ့ကုတ်ရင်နဲ့ပေါ့နော်အဲ့တော့ plaza မှာဖနက်ပဲရခဲ့တဲ့အဲ့တော့ကုတ်ကိုကျမ Central Festival မှာပဲတော့ဝယ်လိုက်တော့မယ်အဲ့တော့အခုကထပ်ဆောက်ပါမယ်ဒါရန် Central ရောက်သွားပြီပေါ့နော်အဲ့တော့လိုတဲ့ဟာတွေကိုကျမတို့ဆက်ရှာကြမယ်ဒါတော့လိုရတဲ့အကုန်လုံးရသွားပြီပေါ့နော်အဲ့ခါထပ်ဆောက်နေပါတယ်ဟူးတနေ့ကုန်လဲလမ်းလျှောက်ပြီးပြီအဲ့ခါတော့နားတယ်ပေါ့နော်အဲ့တော့ဒီညတော့နားပြီးမနေ့ပြန်စောထားမယ်ပြီးရင် airport မှာပဲမနေ့စာတော့စားမယ်ပေါ့နော်ဘာလို့ဆိုကျမတို့ဈေးကြီးနဲ့ပေးဝယ်ရတဲ့လက်မှတ်ကမနေ့စာကျွေးတယ်ပေါ့နော်အဲ့ဒီတော့မနေ့ကိုစောသွားပြီးတော့ airport သွားကြပါမယ်ဒါတော့ check in တွေလည်းလုပ်ပြီးပြီပေါ့နော်အဲ့တော့မနေ့စာစားနေပါတယ်မနေ့စာစားပြီးတော့ကျမတို့ဝင်ရမယ့်ဂိမ်းမှာထိုင်ဆောင်နေလိုက်တယ်ပေါ့နော်အဲ့မှာခဏလောက်ဆောက်ပြီးတော့ Your attention please attention လင်းစီကိုတက်လာလိုက်တယ်ပေါ့နော်အခုတော့ကျွန်တော်တို့ဘန်ကောက်ကိုစထွက်နေပြီပေါ့နော်ဘန်ကောက်ကိုသွားဖို့ကတော့တနာရီနဲ့မိနစ်30လောက်အဲ့လောက်ပဲကြာတယ်ပေါ့နော်ဒါတကယ်တော့မခံရမယ်ဆိုရင်ဒါကျွန်မရဲ့very first time ပေါ့နော်ဒီကျွန်မလိန်တခါမစီဘူးပေါ့နော်အဲ့တော့ကျွန်မပြေးကြုံလေးလည်းရပါတယ်ကျွန်မရဲ့ very first time ပေါ့ကွယ်ဒါကတော့ဒီပေါ်မှာကျွေးတဲ့ snack ပေါ့နော်ဒီ mashed potato နဲ့တခြားဟိုဘက်ကတော့ငပြုတ်ကိတ်လာပါလေဒီအဲ့ဒါကျွန်မကမစားချင်ဘူးနော်မနေ့စားထားတယ်မကြသေးဆိုတော့မစားချင်ဆိုတော့ broccoli ပဲစားလိုက်တယ်ဒါတော့ပင်နေပင်ထဲမှာဒီမိုးတွေသွားနေတာတွေ့နေရတာပေါ့နော်ဒါကတော့ဘန်ကောက်နဲ့တော်တော်နီးလာပြီတအားလောက်နေတော့ကျွန်မတို့ခဏလေးနဲ့ဘန်ကောက်ရောက်သွားပြီပေါ့နော်လေးစိတ်ကိုရောက်ပြီးရတဲ့ကိုယ့်ရဲ့ luggage ကိုပြန်သွားယူဖို့အတွက်အဲဒီ luggage တွေရောက်လာတဲ့ဒီတောက်ပေါ့နော်ဒီ counter ပြောမလားအဲ့ဒီညောင်သွားရတယ်ပေါ့နော်အဲ့ခက်တင်နေဒီမှာရက်နေတာအဲ့ဒါတကယ်တော့မားနေတာ gate မားနေတာပေါ့နော်တကယ်တော့ကျမနာတဲ့ gate ကအဲ့ဒီ gate မဟုတ်ဘဲနဲ့အနောက်မှာရှိနေတယ်ပေါ့နော်ခဏကမားနေတဲ့ gate မှာတော်ကြာရလိုက်တယ်အဲ့ luggage ကရောက်မလာနိုင်ဘူးတော့အဲ့ဒါနဲ့တခုမားနေတယ်ဆိုမှဒီအနောက်ဘက်လက်လိုက်တော့ gate number အနောက်မှာရှိနေတယ်အဲ့ဒါနဲ့ဒီဘက်ပြန်ပြေးလာလိုက်ပြီဒီလေစိတ်ရဲ့အပြင်ကိုရောက်သွားတာနဲ့ဘန်ကောက်ရဲ့မြို့ကြီးကိုတွေ့ရတယ်ပေါ့နော်ဘန်ကောက်ကလေတော်တော်လေးစူညံပြီးတော့ always on the go ဆိုတာဒါမျိုးပဲဖြစ်မယ်စူညံပြီးတော့ဘာတန်လဲမျိုးကားတန်ရောခရစ်စတီမော်ရတန်ရောပြီးရင်လူတွေရဲ့စကားပြောတန်ရောအကလုံးကရှုံးနေတာပေါ့နော်
အခုကျမတို့ကတဲမဲ hostel ကိုသွားဖို့အတွက်ခါဆောင်နေတာပါairport ကနေပြီးတော့အခုဆိုရင်မြို့ထဲကိုဝင်လာပြီပေါ့နော်မြို့ထဲကိုဝင်လာတော့ဘန်ကောက်စတီအတိုင်းပဲတိုက်ကြီးကြီးလို့ကျွန်တော်တို့စပြောမြင်နေရပါပြီအခုကတော့ဘန်ကောက်ရောက်နေပေါ့နော်ဆိုတော့နောက်တစ်ဆင့်အနေနဲ့ကတော့ပုံရရမယ်ပေါ့နော်အဲ့တော့ photo studio သွားမယ်အဲ့တော့ photo studio ကိုသွားဖို့အတွက်ပြင်ဆင်မှာဖြစ်ပါတယ်ပြီးရင် like ပေးကြပါဦးအဲ့ဒီတော့ကျွန်မဒီကိုရောက်ဒီကိုလာဖို့နော်မန်ယူလာဖို့မိတ်သွားတယ်မမိတ်တယ်ခုနကမိတ်တယ်ခဏမိတ်တယ်မိတ်တယ်အများများနေတယ်ပေါ့နော်အခုကမှမရှိတော့ဖုန်းမှနဲ့ပဲပြင်ရမှာဖြစ်ပါတယ်ကျန်ဆိုမိတ်ကလေးလာမကြွအောင်ပေါ့နော်မိတ်ကမလိမ့်တတ်သေးဘူးဒါပေမဲ့အခုကမိတ်ကကိုအလို့တန်လိမ့်နေရမှမပါပဲမိတ်ကလိမ့်နေရပြင်ဆင်ပြီးတော့ပုံရိုက်ပြီးသွားတယ်เนาะဒီကျမတို့ဘန်ကောက်မှာပုံရိုက်ဖို့အတွက် photo studio လည်းဒီ Google Map မှာပဲဝင်ရှာလိုက်တယ်အဲဒီတော့Google Map မှာပြောထားတဲ့ဆိုင်မှာတွားပြီးတော့ကိုယ်စိန်ရိုက်ပြီးသွားပြီပေါ့နော်ဒီမှာတော့ဖနက်စီတာချက်တော့ရမ်းနာတယ်ပေါ့နော်အဲ့ဒါနဲ့ဖနက်ကြီးကိုချို့လိုက်ပြီးတော့တိုင်မဲချစ်ချစ်နဲ့ရှောက်ပြတ်လာလိုက်တယ်ပေါ့နော်ဒါလည်းကျမရဲ့အမတ်တက်တဲ့အမတ်တက်တစ်ခုပေါ့အဲ့တော့ကျမတို့ photo shooting ကနေပြန်ရောက်လာတော့ဒီမှာသမင်းစားပေါ့နော်ကျမတို့ရဲ့တဲတဲ့ hostel မှာပဲတည့်ရဲ့ balcony မှာပဲသမင်းလာစားလိုက်တယ်အဲ့ဒီတော့နောက်ရကြတော့ကျမရှောက်လဲတယ်ပေါ့နော်အဲ့ဒီတော့ရှောက်လဲတဲ့ဟာကိုတော့ကျမနောက်အပိုင်းမှာတင်ပြပါမယ်ရှင်အဲ့တော့ဒီလောက်ထိပေါ့နော်ရှင်ပေးပြီးချစ်ပေးတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ပိုင်းကျရင်ပြန်တွေ့ကြပါဦးမယ်